စွတ်လေးဝဲလာတယ်ကွာ6သိန်းနဲ့အစော်လေးဖုန်းစိတ်ပြောလိုက်အောင်မယ်ကိုပြောချစ်ကိုဒီမှာလေလက်စွပ်သခွင်းဝဲလာတယ်ချစ်ရဲ့ဟာလာကိုကောင်းတာပေါ့အဲ့ဒါကိုဘလောက်ပေးရလဲချစ်ရလဲ6သိန်းပါ6သိန်းနဲ့6သိန်းတော့အဲ့ဆိုချစ်လို့လည်းတစ်ခုဝဲပေးလေချစ်ရလဲပြောစရာလို့လားကိုပတ်စံလေချစ်ပတ်စံလဲကိုပတ်စံပဲလေရှင်နေနာနေဦးမယ်ချစ်ရလဲတော့အေးလေးဝဲမယ်အေးစေအဲ့ဒါလည်းဒါပဲတော့ချစ်6သိန်းချစ်သူဘူးအိုက်တကယ်ချင်းဒီဖုန်းစားမယ်တကယ်ချင်းပြောတိုင်းငါမျိုးပြောစရာရှိလို့ပြောလေဒီမှာလေတလောက်ဆိုအသေးသုံးပတ်စံနေစိတ်လက်စွပ်တကွင်းဝယ်လိုက်တယ်ရောစိတ်လက်စွပ်ဆိုတော့ကောင်းတာပေါ့ပြောဘယ်လောက်ပြရလဲတားရလေပပလေးပါထမင်းစားရေတော့65သိန်းနဲ့ထမင်းစားရေတော့65သိန်းဟုတ်တယ်တားရေဒီမှာလေကားပေါ်မှာအကျွေတွေပို့နေလို့65သိန်းနဲ့ပြုတ်ဝယ်လိုက်တာ65သိန်းကကားပေါ်အကျွေတွေဟုတ်တယ်တားရေအဲ့စိတ်လက်စွပ်ကနိုင်ရမဟုတ်ဘူးနော်အဲ့ဒါဆိုဘာလက်စွပ်ကြီးလဲမင်းဒီလက်စွပ်မင်းပါထလို့လေငါသားအာဖရိကရဲ့အနုဘဲမှာမဲဦးလူမဲအော်စားသူနဲ့တူလေးလာဆွဲလာတာမင်းမစ္စတာအော်ဇာနဲ့တော့တူလေးလာဆွဲလာတာပဲမင်းကလည်းဒီလက်စွပ်တကွင်းနဲ့ကွန်တနာပေ40တလုံးနဲ့တိတက်တင်လာတာလက်စွပ်တကွင်းနဲ့ကွန်တနာပေ40တလုံးနဲ့တင်လာရတယ်မင်းဒါတော့မှ security အယောက်400မပါသေးဘူးနော် security အယောက်400နဲ့မင်းကွန်တနာပေ40တလုံးနဲ့ဆန်းလို့လားတာကြီးရဲ့ဆန်းတာဗောမင်းကလည်းအကြက်ရိုက်ခဲ့တာဟုတ်တယ်အဲ့ဒါကွာမင်းကစိန်အကြောင်းပြောတဲ့ဒီနေ့စားရေးစီလောက်ပဲသိရကွာဒါပဲအမေဟဲ့လက်ကိုမဖွမ်းနဲ့နစ်လက်မှာလက်စွပ်တကွင်းငါတွေ့တယ်ပြတယ်လက်စွပ်မပါဘူးလေတရီခွင်းနဲ့မာတာတင်တယ်ဟုတ်တယ်ဘာတရီခွင်းနဲ့မာတာပါပေးရမယ်အခုပြငါ့ကိုမရနဲ့နောက်တော့ယူဘာလို့မဟုတ်ဒီလက်စွပ်လက်တွေက PK ဝယ်ဆိုင်နဲ့မဲပေါက်တာဟုတ်တယ်PK ဝယ်ဆိုင်နဲ့မဲပေါက်တာလားပေါက်ခဲ့ရတယ်ပြောတယ်နော်အမှန်တည်းပြောအဲ့ဒါဘယ်လောက်လောက်ဝယ်လာလဲတကယ်ပြောမှာလားတကယ်ပြောငါဘာပေးရိုက်တော့မယ်နော်ဟောပါလေဒီလက်စွပ်က6000နဲ့ဝယ်လာတာဘာ6000ဟဲ့လားဟုတ်တယ်လေတန်လို့လားဟဲ့လားနေတော့ပတ်စံဘာရှာရတာပတ်စံအပေပေါက်နေတော့ထင်တယ်တော်ပြီတမပြောနေတာဒါရီကိုကြိုတိလို့10ဆန်းလောက်ရှော့ပြောတော့နောက်ဆုံးတီးဘူးလာတယ်